လေးပါလေမြို့တော်ဖိတ်စာလူဖိတ်ရှစ်စုနဲ့ဒေါက်တာကျော်စွာရဲ့စစ်ဆက်ပွဲအဲ့ဒါမင်းကိုပေးခိုင်းဟုတ်ဖတ်ကြည့်ပါရဲ့ဖူတော့မိဒီဘယ်ကိုသွားမယ်ပေါ့ဘာဟုတ်ဘူးကတော့ငါ့ကိုဖိတ်ပေး